စကားမှမမြင်ဘူးဘန်ကင်းရရင်ပတ်စံတွေ3600ကျော်တွေလဲလမ်းလွယ်ပတ်စံကုန်လွယ်ပြီးဝယ်ထားတာပတ်စံတွေကုန်လွယ်ပြီးတော့လမ်းဝယ်တာပေါ့နော်ဒါတယောက်ကြောင့်မမြင်ဘူးပဲနဲ့ယုံကြည်မှုနဲ့ပတ်စံ300ကျော်လွယ်ပြီးတော့အလုပ်လုပ်ခိုင်းတဲ့အခုပေါ့နော်ဒါလေးရောကျွန်တော်တောင်ကူကားရင်ပေါ့နော်ကားလေးဒီကားလေးကိုတေးကြစစ်ခိုင်းပြီးတော့လူချင်းမမြင်ဘူးပဲနဲ့300ကျော်600 900လောက်လွှဲပြီးတော့ကားကြည့်ခိုင်းတဲ့ကိုပေါ့နော်ကျွန်တော်ရန်ကုန်တစ်မြို့လုံးတော်တော်များများကိုနှံ့နှံ့ဆက်ဆက်လိုက်ကြည့်ပြီးတော့ဗီဒီယိုကလည်းကျွန်တော်ရှင်းနေတော့ပေါ့နော်ကားကြည့်ရဲ့ဟာလေးကိုအတူချုပ်လေးပဲတင်ပေးလိုက်တာပါရန်ကုန်တစ်မြို့လုံးနှီးပါးရဲ့တဝက်လောက်ကျွန်တော်တေးကြလိုက်ပတ်ကပြီးတော့5သီး6သီးတော့ကြည့်ရစိတ်တိုင်းမကြနဲ့ဒါလေးကိုဝယ်ပေးလိုက်တာခိုင်းတဲ့လူပေါ့နော်တပတ်လောက်ရှိနေပြီလိုက်ဝယ်ရပင်မန်းတယ်ဒါလိုက်လဲချပေးတယ်တေးကြရဲ့စေတနာနဲ့လိုက်လုပ်ပေးတယ်ဟုတ်ဒီနေ့ဒီ feel လေးရသွားတယ်ပေါ့နော် feel လေးကိုကျွန်တော်တေးကြလေးကြည့်ပြီးတော့ကိုတိုင်းစိတ်တိုင်းကြတဲ့အတွက်ကားလေးကောင်းတယ်ပြန်သေးရတော့လက်ခံရမယ်ဗျာဒီခေတ်မှာဒါပေမဲ့အဓိကဒီ JDM မှာကားတိုက်ခိုက်တင်ဖို့ကပထမပဲစောက်စာတက်မှန်ဖို့တွေရေးကြည့်တယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်တေးစားစစ်ပြီးဒီကားလေးကိုဒီနေ့စင်ရန်ချပြီးဝယ်ပေးလိုက်ပါတယ်မနေ့ကရင်စစ်တာပြီးရင်စင်ရန်ထပ်ကြပြီးတော့ဝယ်တဲ့လူနဲ့ရောင်းတဲ့ကိုနဲ့သူ့ဘာသူဝေချတဲ့ကိစ္စလေးကိုစီစဉ်သွားပါလိမ့်မယ်ဗျာအဲ့တော့ကျေးဇူးတင်ပါတယ်ကားတွေပါဝယ်ခြင်းရောင်းခြင်းတာဖြစ်စေနားမဲ့လို့ကြည့်ခိုင်းတာဖြစ်စေကျွန်တော်လင်းခရင်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်တတာဒီတောင်လူရရင်ပေါ့နော်ကျွန်တော်ကိုတပတ်လောက်ရှိပြီနော် village ရှာခိုင်းတာvit တဲ့ဒမ်မီဝယ်ရှာခိုင်းတာကျွန်တော်တော်တော် live ပတ်ရှာတယ်ကျွန်တော်မအားတာရောအားတာရောရန်ကုန်မြို့တဝက်လောက်ဒီပါကို2ရက်3ရက်လောက်လိုက်ကြပြီရတယ်လုံးဝအဆင်မပြေဘူးဟိုရောက်လိုက်ဒီရောက်လိုက်ရှောက်ပတ်သွားတယ်နောက်ဆုံးဒီ online ကပြတဲ့ village တည်းကိုဘိုးတော်ဘက်မှာသွားကြည့်ရင်ရုပ်ပြောင်းလေးရတော့ဗောနော် poster လေးပါဖြစ်ကားလေးကလည်းကောင်းတော့ကျွန်တော်လည်းသဘောကျတယ်ဆိုပြီးတော့ဒီကိုဝယ်ပေးလိုက်ရဒါတောင်ကူကကိုနေလင်းပေါ့ဒါအခုမှတွေ့ဘူးတော့တကားမှမမြင်ဘူးဘန်ကင်းရရင်ပတ်စံတွေ3600ကျော်တွေလဲလမ်းလွယ်ပတ်စံကုန်လွယ်ပြီးဝယ်ထားတာပတ်စံတွေကုန်လွယ်ပြီးတော့လမ်းဝယ်တာပေါ့နော်ဒါတယောက်ကြောင့်မမြင်ဘူးပဲနဲ့ယုံကြည်မှုနဲ့ပတ်စံ300ကျော်လွယ်ပြီးတော့အလုပ်လုပ်ခိုင်းတဲ့အခုပေါ့နော်အခုရောကျွန်တော်နဲ့အလုပ်လုပ်ရတဲ့ပုံမှာဘယ်လိုမျိုးအဲ့လိုမျိုးစင်ပြေတယ်အရန်စင်ပြေတယ်ကားလေးနဲ့ကြိုက်တယ်ကောင်းတယ်ပြောရင်ပြောရတဲ့အတိုင်းဖြစ်တယ်ပေါ့ပြောရင်ပြောတဲ့အတိုင်းဖြစ်တယ်ကျွန်တော်ကိုအဲ့လို3600ကျော်ကြီးလိန်လွှဲလိုက်ကျွန်တော်လိန်သွားရင်ဘယ်လိုလုပ်ယုံနေလေကိုလူတွေဒီသိန်းကြပြီမဟုတ်ကျွန်တော်အဲ့လိုကြီးလွှဲရတာကျွန်တော်လည်းပို့ပြီးတော့တာဝန်ကြီးတော့အဲ့ကြောင့်မလွှဲနဲ့အကိုကယူလာခဲ့ဘန်ကင်းနဲ့ဘာနာနဲ့ဆိုပြီးတော့ပြောတာသိလားတချို့ကြတော့ဒါမမြင်ဘူးမတွေ့ဘူးနဲ့အဲ့လိုတွေလွှဲနေဗျာအေးပေါ့ဒိန်မာဆိုးလို့သိရမှာကားသမားအောင်ပြောသေးတယ်အကိုတခြားလူကဆိုအကိုထဲ့သွားမှာဟုတ်တယ်ပြောတယ်ကားဝယ်တာလေအဲ့လိုဆိုခဏပြောတယ်တခြားလူဆိုလဲ့သွားထဲ့သွားလိုက်မယ်ဆိုပြီးတော့သိရမှာကျွန်တော်သားလူတို့ကိုပုံဟောင်းကိုပုံမြောင်းသေးနဲ့30 30လောက်ယူရမှာဟုတ်တယ်အဲ့တဲကိုကောက်ထည့်သွားမှာနည်းသူကားပြတော့လည်းပြောတယ်ဒါကျွန်တော်တို့ကတောင်းတန်ကိုဒီဟာဟို professional PB ပဲအလုပ်လုပ်တာဗျာသိလားကိုထိုက်တင်တဲ့ဟာ percentage ယူမယ်ပြီးရင်ထိုက်တင်သလိုဟိုကားကောင်းတာကိုဝယ်ပေးမယ်ဒါပဲကျွန်တော်လည်းဘာမှမပြောမန်းလေးရောက်တော့3600ကျော်လမ်းလွဲတယ်အမှဒုက္ခကြီးဟိုပြဿနာပဲငါကောင်းတယ်ထည့်ပြန်ပြီးလို့အဆင်ပြေတယ်မလားပြေပါတယ်အရန်အဆင်ပြေကျေးဇူးတင်ပါတယ်အလုပ်လုပ်တဲ့ဒီအလုပ်အပ်တဲ့တောင်ကူကအကိုရောနော်ကားဝယ်ခိုင်းတာရန်ကုန်မှာပတ်သက်3600ကျော်ကိုဘယ်သူမမြင်ဘူးပဲနဲ့လွှဲပြီးဝယ်ပြရပါကျေးဇူးတင်ပါတယ်ဟာ